မင်္ဂလာပါဒူဒူ official channel ရနေပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ခင်ဗျဒီနေ့ကတော့ဂီတာအခြေခံဒီအမှတ်စနစ်ကိုဆက်လက်ပြီးဖော်ပြသွားမှာဖြစ်ပါတယ်အမှတ်စနစ်မှာတော့ကျွန်တော်ကအရင်နေ့ကလိုပဲဂီတာ lesson 3ကိုပေးလိုက်ပါမယ်နော်ဒီနေ့မှာတော့ကျွန်တော်တို့က quarter note တွေမတီးတော့အိတ် note တွေတီးမယ်နော်အိတ် note ဆိုတော့ဘယ်လိုလေးတီးမလဲဆိုတော့ကျွန်တော်တို့တပါးဆိုတဲ့အုပ်စုတစ်ခုမှာ8ချက်တီးမယ်နော်ဟိုနေ့ကတီးသွားတာကျွန်တော်တီးသွားတာ1 2 3 4ဆိုပြီးတော့4ချက်ပဲတီးရနော်ဒီနေ့မှာတော့8ချက်တီးမယ်1 and 2 and 3 and 4 and ဆိုပြီးတီးမယ်နော်ဆိုတော့ခြေထောက်ပုတ်တဲ့ခါကျတော့ခြေထောက်က1ဆိုရင်အောက်ကိုနင်းမယ် and ဆိုရင်ပေါ်ပြန်တက်မယ်2 and 3 and 4 and အဲ့လိုသွားမယ်နော်ဟုတ်ကဲ့ကျွန်တော်တို့ကန်ရမယ့်ကော့တွေကတော့အရင်နေ့ရလို့ပါပဲ G C D G ကော့3ကော့ကို G နဲ့အစမယ် G နဲ့ဆုံးမယ်အဲ့လိုလေးသွားမယ်နော်ပထမဦးဆုံးလေ့ကျင့်ခန်းကတော့လေ့ကျင့်ခန်းနံပါတ် lesson 4ရောက်သွားပြီပေါ့နော် lesson 4ကတော့ဗာလဲဆိုတော့ကျွန်တော်တို့ down နေပြီပဲရှစ်ချက်တီးမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ပထမတစ်ခေါက်တီးပြလိုက်မယ်နော်1 2 3 4 1 2 3 4 1 2 3 4 1 2 3 4 โอเคမိတ်ဆွေတို့သဘောပေါက်မယ်ထင်ပါတယ်เนาะကျွန်တော်တို့တပားကို8ချက်တီးသွားတာဖြစ်ပါတယ်ဒါပြီးလို့ရှိရင် lesson number 5ရောက်သွားပြီเนาะ lesson number 5ကတော့ down နေမတီးပဲနဲ့ up တွေပဲတီးမယ်เนาะ up တွေပဲ8ခါတီးမယ် down နဲ့ဆက်ညင်ပဲပေါ့เนาะကျွန်တော်တီးပြပါမယ်မိတ်ဆွေလိုက်ကြည့်ကြည့်ပါ1 2 3 go ကျွန်တော်တို့ metronome ကိုတပြေးလေးပဲသွားရမယ်เนาะ tempo ကိုတပြေးလေးပဲသွားရပါမယ်နှေးလိုက်မြန်လိုက်တီးလို့မရပါဘူးเนาะပြီးလို့ရှိရင်ကျွန်တော်နောက်ဆုံးကြရတဲ့3ခုစလုံးကိုပေါင်းပြီးတော့ပြန်တီးပြမယ်เนาะဟုတ်ကဲ့ lesson number 5လည်းပြီးသွားပြီဆိုတော့ဒီနေ့နောက်ဆုံးတစ်ခုအနေနဲ့ lesson number 6ဖြစ်ပါတယ် lesson number 6မှာတော့ကျွန်တော်က down up နဲ့ရှေ့ချက်တီးသွားမယ်เนาะဒီဟာလေးကပို့လွယ်မယ်ထင်ပါတယ် down up ဆိုပြီးတော့ခြေထောက်ကလည်းdown up ပဲเนาะ1 and 2 and 3 and 4 and ဆိုပြီးရှင်းချက်တီးမယ်เนาะကျွန်တော် ਨੇ တူတူတီးလိုက်ရအောင်1 2 3 go 1 2 and 3 and 4 and 1 and 2 and 3 and 4 and 1 and 2 and 3 and 4 1 and 2 and 3 and 4 and okayဆိုတော့ဒါပြီးလို့ရှိရင်ကျွန်တော်ကအခုတစ်ခေါက်တီးပြပါမှာတော့ခြေထောက်လဲပုံမယ် metronome နဲ့ထည့်ပြီးတော့ဒီ lesson 4 5 6 3ခုစလုံးကိုတီးပြသွားမှာဖြစ်ပါတယ်မိတ်ဆွေကျွန်တော်လည်းဒီလိုက်တီးလို့ရပါတယ်เนาะကျွန်တော် metronome ကိုတော့tempo 60နဲ့ပဲအရင်နေ့ရလိုပဲတီးမယ်เนาะဟုတ်ကဲ့ပါ2 3 go 1 2 and 3 and 4 and 1 and 2 and 3 and 4 and 1 and 2 and 3 and 4 and 1 and 2 and 3 and 4 1 and 2 and 3 and 4 and 1 and 2 and 3 and 4 and 1 and 2 and 3 and 4 1 and 2 and 3 and 4 and 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 okay ဒါလေးကတော့ဒီနေ့အတွက်သင်ပြပေးထားတဲ့ lesson 4 5 6ပဲဖြစ်ပါတယ် okay နောက်နေ့ကျရင်လည်းကျွန်တော် lesson နောက်ထပ်3ခုကိုဆက်လက်ပြီးတော့သင်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့သင်ပေးသွားတာလေးကတော့အိတ်နှုတ်လေးနဲ့တီးသွားတာပဲဖြစ်ပါတယ်เนาะဒီကြောင်းအရာလေးတွေကမိတ်ဆွေတွေအကျိုးတစုံနေရရှိမယ်ဆိုရင် like and subscribe လေးလုပ်ပြီးတော့အောင်နောက်ဗီဒီယိုကြံပြန်တွေ့မယ်เนาะ thank you ပါ